အားလုံးပဲမင်္ဂလာပါရှင် Lin Vlog မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တရက်ဒီတနက်တမယာဒီတနက်စတဲ့တနက်တွေလုပ်တဲ့တနက်မဆလာလုပ်နည်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဦးဆုံးအနေနဲ့မုံညင်းစေထမင်းဆောင်စွန်းတစ်စုံကိုအရင်ဆုံးလှော်ပါမယ်ဟင်းကမွေးကြိုင်လေးကိုလှော်တဲ့နေရာမှာမီးအနည်းဆုံးထားပြီးတော့လှော်ပေးရပါမယ်မုံကြီးစေးတွေအိုးထဲမှာဖောက်ဖောက်နဲ့ပေါက်လာပြီဆိုရင်တော့ရပါပြီဒါဆိုရင်အိုးထဲကချပြီးတော့အေးခံထားပါမယ်နန်းနန်းစေးကိုထမင်းစားစွန်းတစုံခွဲထည့်ပြီးတော့လှော်ပါမယ်နန်းနန်းစေးအယောင်အနှင်းငယ်ပြောင်းလာရင်တော့စမုံစပားနဲ့ဇီယာစေးထမင်းစားစွန်းနဲ့နှစ်စွန်းစီထည့်ပါမယ်ကျမထပ်ပြောပြစီရှင်ဟင်းကအမွေးကြိုင်လေးကိုလှော်တဲ့နေရာမှာမီးအေးအေးနဲ့စိတ်ရှိရှိလေးထားပြီးတော့ဟင်းကအမွေးကြိုင်လေးမှုီးလာတဲ့အထိကိုလှော်ပေးရမှာဖြစ်ပါတယ်လှော်နေတဲ့နန်းနန်းစေးစမုံစပားနဲ့ဇီယာစေးတွေအညူရောင်တန်းပြီးမှုီးလာပြီဆိုရင်တော့အုပ်ပေါ်ကချပြီးအေးခံထားပါမယ်လှော်ထားတဲ့ဟင်းခတ်မွေးကြအားလုံးကိုပကံတစ်ခုထဲမှာထည့်ပြီးတော့အေးခံထားပါမယ်။ဒါကတော့ကျမတို့လှော်ထားတဲ့မုံညင်းစေးနန်းနန်းစေးဇီယာစေးစမုံစပားစေးတွေပဲဖြစ်ပါတယ်။တနက်မဆလာလုပ်ဖို့အတွက်စီစတက်ပါမယ်။ပထမဦးဆုံးဒဲဦးထဲမှာစီများများအသုံးပြုရပါမယ်။စီပူလာပြီးဆိုရင်မီးပိတ်ပြီးတော့တစ်ကြပိုးခေါက်ကရဝေးရွက်နဲ့ဖာလာစေးကိုထည့်ပြီးစီတက်ပါမယ်။ကျမဒီမှာထပ်ပြောပြစေရှင်။စီပူလာတာနဲ့မီးကိုလုံးဝပိတ်လိုက်ပါမယ်။စီမှာကြံနေတဲ့အပူရှိန်နဲ့ဟင်းခတ်အမွေးကြိုင်တွေကိုစီတက်မှာဖြစ်ပါတယ်။ထည့်ထားတဲ့ကရဝေးရွက်တစ်ကြပိုးခေါင်းနဲ့ဖာလာစေးတွေနဲ့အနံ့ရပြီဆိုရင်တော့ဆယ်ထုတ်လိုက်ပါမယ်။စီစားတက်ဖို့အတွက်ငနွေးမုံကိုထည့်ပါမယ်။မီးလုံးဝပိတ်ထားတာဖြစ်ပါတယ်။နနွေးမုံထည့်ပြီးခဏမှွေပြီးသွားရင်တော့ငုတ်သည့်အစိမ်းမှုတ်ကိုထည့်ပါမယ်။ရုပ်သည့်အစိမ်းမှုတ်ကိုခဏလောက်မှွေပြီးတာနဲ့ခဏကအေးခံထားတဲ့ဟင်းခတ်မွေးကြအကုန်လုံးကို blender ဒါမှမဟုတ်ရင်စုံထဲထည့်ပြီးတော့တေချာစွာညှက်အောင်ထောင်းပြီးထည့်ပါမယ်။ဟင်းခတ်မွေးကြိုင်လေးမတူးအောင်အတွက်အဆက်မပြတ်မှွေနေပေးဖို့လိုအပ်ပါတယ်။အခုဆိုရင်တော့ဟင်းခတ်အမွေးကြိုင်ရဲ့အယောင်အသွေးကပြောင်းလာပါပြီ။ဒဲအိုးထဲမှာရှိနေတဲ့အပူချိန်နဲ့ဟင်းခတ်အမွေးကြိုင်တွေကကျက်လာတာဖြစ်ပါတယ်။တရက်ဒီတနက်တမယာဒီတနက်တွေလုပ်ဖို့အတွက်ဆလာရပါပြီရှင်။ကျမအခုပြောပြသွားတဲ့အကျိုးစားကကျမအတွက်အရန်ကိုအဆင်ပြေပါတယ်။မဆလာအနက်တင်းတင်းလေးနဲ့အရန်ကိုမှွေးနေပါပြီရှင်။အားလုံးပဲအဆင်ပြေကြပါစေရှင်။အဆုံးထိကြည့်ရှုပေးတဲ့တူတယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများစွာနဲ့ပြည့်စုံကြပါစေ။ကျမရဲ့ဗီဒီယိုတွေကိုကြိုက်နေတဲ့ဆိုလို့ရှိရင်တော့ subscribe နဲ့ notification နှိပ်ပြီးတော့လည်းအားပေးထားကြပါအောင်ရှင်။